မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီမေကွန်းလေးကတော့ဘလူနီးနဲ့အကြိုက်ကိုကောင်းစီပါတယ်တဲ့ဒီမေကွန်းလေးကိုကျွန်တော်မေးထားပါတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တိလောက်လေးဖြည့်ပေးမယ်အဲကြောင့်တိလောက်လေးဖြည့်ပေးတာလေလူချင်းမဲ့အတွက်အများစွာအကျိုးရှိမယ်လို့လည်းကျွန်တော်ယုံကြည်မိတယ်ပေါ့နော်အဲကြောင့်ဒီအကြိုက်ကိုဘလူနီးနဲ့နှံ့ရင်အဆင်ပြေနိုင်လဲဘလို့အကျိုးသက်ရောက်စေလဲဆိုတဲ့သဘောမျိုးပါအဲကြတော့မိမိတို့ကမိမိတို့ရဲ့ data မိမိတို့ရဲ့ customer အကြိုက်ပုံမှာမူတည်ပြီးတော့နှံ့နီးပုံစံတွေတော့ပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဒါလေးကိုတော့အရင်ဦးဆုံးသိမှတ်ထားဖို့လိုတယ်ဥပမာဆိုကြပါစို့ဥပမာအကြိုက်ကိုအမွေးတဲ့အနံ့မရရှင်တဲ့ data မှာဆိုရင်အကြိုက်ရမနှက်ဖူးတွေ complaint မျိုးတက်ကြတာရှိတယ်အဲကြောင့်မှုေးတဲ့အနံ့နဲ့မနှက်တဲ့အနံ့နဲ့ just နီးရလေးပဲเนาะပြောချင်တာကတ်လျက်ရှိနေတဲ့အရာပဲပေါ့เนาะပြောချင်တာပေါ့เนาะအဲ့ဒါကြရင်တော့ကျွန်တော်တို့ကတော့ customer ကျွန်တော်တို့ကိုအကြိုက်ကိုသူတို့ကမီးမောင်းထုတ်ပြတာလို့တော့ယူဆလို့ရတယ်ပေါ့เนาะအဲကြတော့မှုေးတဲ့အနံ့ကိုမကြိုက်တဲ့ဒေသမှာဆိုရင်လုံးဝအနံ့ပြောင်းနှံ့ရမယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့အတွက်လှုပ်ဆောင်ခွင့်ခွင့်လန်းကိုပို့ပြီးတော့မီးမောင်းထုတ်ပြတာဖြစ်တယ်ပေါ့နော်အဲကြတော့မိမိတို့ရဲ့အချို့ကြောင့်အမျိုးအစားပေါ်မှာမူတည်တယ်ပေါ့ဗျာပြောချင်တာအဲကြတော့မိမိကလက်ပိတ်ဆိုင်ဖွင့်နေဆိုရင်မိမိဝယ်ယူသုံးဆွဲတဲ့အချို့ကြောင့်ရဲ့အမျိုးအစားရဲ့သူ့ရဲ့ယာတီအပိုင်းခြားရဲ့တော့တိဖို့တော့လိုတယ်အနီးဆက်ဆုံးပေါ့ဗျာပြောချင်တာယာတီအပိုင်းခြားဆိုရင်တော့အနီးဆက်ဆုံးလို့ပြောချင်ပါတယ်ပေါ့နော်အဲကြောင့်ဘယ်အချိန်မှာဘယ်ကာလမှာကျွန်တော်ဝယ်ယူသုံးဆွဲတဲ့အချို့ကြောင့်ဖြစ်တယ်ဆိုတာတော့နည်းနည်းလေးတော့မိမိအပတ်က record ပေါ့နော်မှတ်တမ်းတစ်ခုအနေနဲ့ယူထားဖို့တော့ရှိတယ်ပေါ့နော်အဲကြတော့မိမိ data အချက်ကိုမိမိရဲ့အတည်ဆုံးဖြစ်တဲ့အတွက်အချို့ကြောင့်အမျိုးအစားပေါ်မှာမူတည်ပြီးတော့အနံ့ပြောင်းနှက်ရှင်းဆိုတဲ့အရာဘယ်ပေါ်မှာတက်ဆိုင်လဲဆိုတဲ့အရာအမျိုးအစားပေါ်မှာတက်ဆိုင်တယ်အလုံးကျတော့ CTC အမျိုးအစား CTC စက်ပြည့်ကြိတ်ခွဲထားတဲ့အချို့ကြောင့်ဆိုရင်ပေါ့နော်အလုံး site ကြီးလေကျွန်တော်ရင်နှက်ချိန်ကြာလေနှက်ချိန်ကြာလေရဲ့နောက်ွယ်မှာပို့ပြီးမီးနာခံလေနောက်ွယ်မှာဘာပါလာလဲဆိုတော့ပို့ပြီးပြီးတယ်ရွှဲတယ်အရှုံမပြေနိုင် green မရှင်းနိုင်ဘူးဆိုတဲ့ဒီကျွန်တော်တို့မလိုချင်တဲ့အပိုင်းတွေကိုပို့ပါလာစေတယ်ပေါ့ဗျာဒါလည်းသိရမယ်ပေါ့နော်အဲကြတော့မိမိရဲ့ data အကြိုက်ကိုအရင်ဦးဆုံးလေ့လာပါလို့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်ပေါ့နော်အဲကြောင့်မိမိရဲ့အချို့ကြောင့်ရဲ့ရွေးချယ်မှုပေါ်လည်းအများကြီးမူတည်နေပါသေးတယ်ဒါလေးကိုလည်းကျွန်တော်ဖြည့်ဆက်ပြီးပြောချင်ပါအဲကြောင့် CTC အချို့ကြောင့်မှာဆိုရင်တော့အနံ့ပြောက်တဲ့အချိန်နက်တဲ့အချိန်လို့တိကျစွာယူဆလို့ရပါတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်ကစကားလက်ဆောင်လေးပါချင်ပါတယ်ပေါ့နော်အဆင်ပြေရှုံးမွေနိုင်ပါစေပေါ့နော်